အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport for All အားကစား channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတင်ဆက်တော့မယ့်အကြောင်းအရာကတော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့နောက်ခံလူဝီလီယမ်ဆာလီဘာကဒီအာဆင်နယ်အသင်းနဲ့9နှစ်စာချုပ်သစ်ချုပ်စုဖို့သဘောတူညီမှုရရှိသွားခဲ့ဖြစ်ပါတယ်ဝီလီယမ်ဆာလီဘာကအာဆင်နယ်အသင်းနဲ့အတူ2030ခုနှစ်ဇွန်လရှိ9နှစ်သက်တမ်းရှိစာချုပ်တစ်ခုကိုချုပ်ဆိုသွားမှာဖြစ်ပါတယ်ဒီပြည်နယ်ကကျွန်တော်လွန်ခဲ့တဲ့ဒီ3နှစ်တွင်မှာအာဆင်နယ်အသင်းရဲ့ဘူခန်းစစ်မှာအဓိကကြာနောက်ခံလူတူဖြစ်ခဲ့ပြီးတော့ဂါဘရီယယ်နဲ့အသင်းပေါ်ဂါဘရီယယ်နဲ့အတူအသင်းရဲ့ခန်းစစ်မှာအကောင်းဆုံးဖွဲ့ရကစားပြီးအသင်းရဲ့ခန်းစစ်ကိုအကောင်းဆုံးထိန်းချုပ်ပေးခဲ့ရမှာဖြစ်ပါတယ်။ဆာလီဘာကဒီကလပ်တင်ရှိစဉ်လက်ရှိကာလာတွေမှာပရီးမီယာလိရဲ့အကောင်းဆုံးဘူနောက်ခံလူတူပြီးရည်တည်ခဲ့ပြီးတော့ဒီကျွန်တော်2023-24ရာသီမှာထိပ်တန်းလိဂိုင်ပွဲ38ပွဲလုံးပေါင်းကစားခဲ့ပြီးတော့ဒီပြီးခဲ့ရတဲ့3ပွဲတာပွဲတော်ခင်ပြောဆိုနေတာဖြစ်ပါတယ်။အသက်24ရာသီဘူကန်ဆာမှာဟာသူ့ရဲ့စာချုပ်တက်တန်းနောက်ဆုံးနေ့ရောက်ရှိလာခဲ့ပေမဲ့အခုကျွန်တော်တို့2030ဇွန်လအထိတက်တန်း9နှစ်တက်တန်းရှိတဲ့စာချုပ်တစ်ခုကိုအာဆင်နယ်နဲ့လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။ဒီပင်နေတာက2019ခုနှစ်ရာသီကလေးကအာဆင်နယ်အသင်းနဲ့စာချုပ်ချုပ်ဆိုထားခဲ့ပေမဲ့ပွဲထက်ထက်မရရှိဘဲနဲ့အငှားထွက်ကစားခဲ့ရပြီးတော့ဒီကျွန်တော်2020-23ရာသီမှာပွဲအာဆင်နယ်အသင်းတို့ပွဲထက်ခင်ရရှိပြီးတော့ဒီအာဆင်နယ်အသင်းမှာပွဲထားဖို့3နှစ်တိဆောင်ခိုင်းခဲ့ရဖြစ်တယ်ဒီကျွန်တော်တို့ဆာလီဘာဟာအာဆင်နယ်အသင်းနဲ့ပြိုင်ပွဲဆုံး130နဲ့9ပွဲမှာကစားပြီးတော့9ဂိုးသွင်းပေးထားနိုင်ခဲ့ဖြစ်ပါတယ်ပရီးမီယာလိရဲ့အကောင်းဆုံးခံစစ်ကိုပိုင်ဆိုင်ထားတဲ့အာဆင်နယ်ဟုတ်ပါတယ်ကျွန်တော်တို့အာဆင်နယ်အသင်းအားကစားဒရိုက်တာအန်ဒရီလာဘာတာကဒီယခုနှစ်အစောပိုင်းမှာလန်ဒန်မှာဒီမြောက်ပိုင်းအာဆင်နယ်ရောက်ရှိလာပြီးတော့เนาะကျွန်တော်တို့ဒီစာချုပ်ညှိနှိုင်းမှုအတွက်ရောက်ရှိလာခဲ့ပါတယ်ဒီဂါဘရီယယ်က2029ခုနှစ်မှာတက်တန်းကုန်ဆုံးမှဖြစ်ပြီးတော့လက်ရှိမှာအာဆင်နယ်တင်ရတော့ဂါဘရီယယ်နဲ့နောက်ထပ်9နှစ်စာချုပ်တက်တန်းချုပ်ကိုတော်တော်သဘောတူညီမှုရရှိသွားခဲ့ပြီးဖြစ်ပါတယ်ဒီဆာလီဘာနဲ့ဒီဂါဘရီယယ်တို့အသင်းကိုရောက်ရှိလာပြီးတော့အာဆင်နယ်ရဲ့ခန်းစစ်ကဒီပရီးမီယာလိရဲ့အကောင်းဆုံးခန်းစစ်တွေတစ်ခုဖြစ်ပါဝင်ခဲ့တယ်ဖြစ်ပါတယ်အထူးသဖြင့်ရီယယ်မက်ဒရစ်အသင်းရဲ့ဒီစိတ်ဝင်စားမှုကိုဒူရိုတိတ်ခံရဆာလီဘာရဲ့စာချုပ်အခြေအနေနဲ့ပတ်သက်ပြီးတော့အာဆင်နယ်အသင်းဟာစိုးရိမ်ခဲ့ရပြီးတော့အခုခါမှာတော့ဒီ9နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်ဒီဆာလီဘာနဲ့ဂါဘရီယယ်ဘူကာစစ်တွေကဒီအာဆင်နယ်အသင်းအနေနဲ့ပရီးမီယာလိချန်ပီယံဆုကိုစိန်ခေါ်နိုင်မှုအဓိကကျတဲ့အချက်တွေကတစ်ချက်လည်းဖြစ်တယ်ဒီဆာလီဘာဂါဘရီယယ်အသင်းကိုရောက်ရှိလာတဲ့အခါမှာဒီဂေးအာတီတာရဲ့အာဆင်နယ်အသင်းကဒီကျွန်တော်ချန်ပီယံဆုဖလားတွေကိုစိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာခဲ့တယ်ပေါ့နော်ဒီရာသီမှာလည်းအာဆင်နယ်အသင်းရဲ့နောက်တန်းက9ပွဲကစားပြီးချိန်မှာ9ပွဲဒီကလင်းရှီကိုရောက်လာထားနိုင်ခဲ့တယ်ဒီတရင်းဂရီနေကအမ်ဘရိတ်မှာဒီမန်စီးနဲ့ကစားခဲ့ဖွင့်မှမှာဒီအာလင်ဟာလန်ရဲ့အဖွင့်ကိုကဒီအာဆင်နယ်တဲ့တဲ့ရှောင်းဒီ open play ကနေပေးလိုက်ရတဲ့တခုရဲတော့ဂိုးလည်းဖြစ်ပါတယ်ပေါ့နော်ဒီဆာလီဘာဂါဘရီယယ်တို့ကဒီသူတို့နှစ်ယောက်တယောက်ပွဲမကားနေအာဆင်နယ်ရဲ့ခန်းစစ်ကဒီကျွန်တော်တို့ရွှေမှုရှိပြီးတော့ဒီစားပါတဲ့ဟင်းလိုပဲမတူညီတဲ့ခန်းစစ်ကိုတွေ့မြင်ရမှာဖြစ်ပြီးတော့အာဆင်နယ်ရဲ့ခန်းစစ်ကထင်သလောက်ကောင်းမွန်နေခြင်းတော့မရှိခဲ့ပါဘူးဒီပရီးမီယာလိအာဆင်နယ်အသင်းမှာဆာလီဘာမပါတဲ့ပွဲစဉ်တွေမှာပုံမှန်ထက်2ဆလောက်ဂိုးပေးနိုင်ခြေရှိတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရဖြစ်တယ်ဒီပွဲဥတက်ကလေးဒီပရီးမီယာလိမှာဒီပြောပြင်းစကားသမားဒီဝီလီယမ်ဆာလီဘာတက်ကလင်းရှိပုံများတဲ့ပရီးမီယာလိနောက်ခံလူရှိတယ်လို့ဒီဘောလုံးကိုပြန်ရအောင်ပြန်လူယူနိုင်တဲ့နေရာမှာလည်းဒီဒုတိယနေရာမှာရပ်တည်နေပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်